ကြီးစံတွေမိုးရွာသူကြာနေတဲ့ကြားကပဲဘူဂျုခါသူ့ရဲ့တပ်သားတွေကိုရဲရဲဝံ့ဝံ့ကွတ်ကဲနေခဲ့ပါတယ်ရှေ့တော့ငါရဲဘော်တို့ဆိုတဲ့ဟင်းဟောက်တန်ဟာတနက်တန်တွေကြားမှာပဲ့တင်ထက်နေခဲ့တာပါဒါပေမဲ့မမျောလင့်ပဲရန်သူလက်နက်ကြီးကြီးဟာဘူဂျုရှိရာကိုတက်မမတ်ကြားရောက်သွားခဲ့ပါတော့တယ်အချိန်တွေဟာအဲ့ဒီစက္ကန့်မှာတည်းရက်တန့်သွားခဲ့ရပါပြီမြန်မာတမတော်ရဲ့တောက်တိုင်ကြီးဖြစ်တယ်မဟာဘန္ဒူလာအကျဆုံးသွားတာနဲ့အမျှတပ်သားတွေရဲ့စိတ်ဓာတ်ဟာလေဖြက်ခနဲ့ပြိုလဲသွားခဲ့ရပြီရဲဘော်တို့ရဲ့လက်ထဲကလက်နက်တွေဟာလေးလံလာတယ်လို့ပဲရှေ့ကနေဥဆောင်မဲ့ချင်းတိကြီးမရှိတော့တဲ့နောက်ဓနုပြူခန်းတက်ကြီးဟာလေတိတ်ဆိတ်၆ကပ်သွားခဲ့ပါတော့တယ်အဟံအတာမရှိတော့တဲ့ဗြိတိရှတပ်တွေဟာမြန်မာမြေပေါ်မှာအောင်နိုင်သူတွေအလားပြည်မြုပ်စီကိုအရှိန်အဟုန်နဲ့ချီတက်လာပါပြီခန်းစစ်စီးတွေတစ်ခုပြီးတစ်ခုတိုးပြတ်သွားတဲ့နောက်အမိမြေရဲ့အတဲနှလုံးစီကိုရန်သူစစ်ဖက်နှက်တန်တွေတဒုံဒုံနဲ့နီးကပ်လာနေပါပြီတနုပြူဟာတရဲကောင်းတို့ရဲ့သွေးနဲ့หนีရဲခဲ့ရပေမဲ့ရန်သူကတော့အချိန်မဆွဲခဲ့ပါဘူးအေယာဝတီမြစ်ကြောင်းတစ်လျှောက်ရန်သူစစ်သည်မောတွေနဲ့စစ်ကြောင်းကြီးဟာအောင်နိုင်သူရဲ့မာနတွေနဲ့အတူပြည်မြို့ကိုသိမ်းပိုက်ဖို့ဥတည်နေပါတော့တယ်ပြည်မြို့ကိုရောက်တဲ့အခါမှာတော့ဗြိတိရှတို့ဟာမိုးရင်းကာလာကိုခတ်ကျော်ဖို့ခထစခန်းချနားနေခဲ့ကြပါတယ်ရှေ့ဆက်ဖို့ထတဘာဝတရားရဲ့အဟံအတားကိုကြော်လွှားဖို့ကပိုအရေးကြီးလာတဲ့အချိန်ပေါ့ဒီတန်စွာရွာထွန်းနေတဲ့မိုးရေတွေကြားမှာစစ်ကြောင်းတွေဟာရှေ့မတိုးလိုက်တော့ပဲပြည်မြို့ဟာဗြိတိရှတို့အတွက်ရိတ်ခါစုဆောင်ပြီးအားမွေးရနေရတစ်ခုဖြစ်လာခဲ့ပါတယ်ဒီအခြေအနေဟာနောက်ထပ်လာမယ့်တိုက်ပွဲကြီးတွေအတွက်အင်အားပြန်ဖြည့်ဖို့ဂျာဂနီတပ်တွေရဲ့နားကိုချိန်ပါပဲဒီအချိန်ဟာမြန်မာတို့အတွက်တော့တကယ်ကိုအဖိုးတန်တဲ့အချိန်ပါပဲရန်သူကမိုးရေထဲမှာခထရက်တက်နေချိန်ဟာပြိုလဲလူနီးမှာဖြစ်သွားတဲ့မြမတက်မတော်အတွက်တော့အသက်ရှူပေါပြန်ရလိုက်တဲ့အခိုင်အတန့်ပေါ့အချိန်ဆွဲနိုင်ဖို့အတွက်ငင်းချမ်းရေးစကားကိုအယောင်ပြကန်းလှမ်းခိုက်ကြတယ်ဒါဟာစစ်ကိုရက်ချင်လို့မဟုတ်ပါဘူးအင်းဝနေပြီးတော့လာနေစစ်ကူတွေရောက်လာဖို့နဲ့ခန်းစစ်အသက်တွေကိုအခိုင်အမာဖွင့်စင်ဖို့အတွက်ရန်သူကိုစကလုံးတွေနဲ့မျက်လှည့်ပလိုက်တာပဲဖြစ်ပါတယ်စေးဆက်ဆွေးနွေးမှုတွေလုနေတော့မှာပဲမြန်မာတို့ဟာနောက်ထပ်အင်အားကြီးမှလည်းတက်မတော်တက်ကိုအတုပ်လိုက်စုဖွဲ့နေခဲ့ပါတယ်စပွဲပေါ်မှာငင်းချမ်းရေးချောင်းပြောနေပေမဲ့တောနဲ့ထဲမှာတော့ဓားသွေးတန်တွေနဲ့စစ်တီတော်တွေရဲ့ခြေတံတွေဟာတိတ်တဆိတ်ပဲ့တင်ထပ်နေခဲ့ပါပြီအသိင့်ထေတာနဲ့မြမတက်မတော်တက်ဟာပြည်မြို့မှာရှိနေတဲ့ရန်သူတွေကိုအလစ်အငိုက်တိုက်ခိုက်ဖို့ချင်းကပ်လာခဲ့ပါတယ်မိုးတိမ်တွေနောက်ကလိရစီလိုပဲရန်သူတွေတတိမထားမိတဲ့အချိန်မှာမြမစစ်ဦးဟာပြည်မြို့ရဲ့အသေးနှလုံးစီကိုတရိပ်ရိပ်နီးကပ်လိုလာပါပြီပွဲဥတွက်မှာမြန်မာတို့အသာစီးရခဲ့ပါတယ်ရန်သူတွေကြောင်းစီဖြစ်သွားလောက်အောင်မြန်မာတက်မတော်ရဲ့တိုက်စစ်ကပြင်းထန်ခဲ့တာပါဒါပေမဲ့အဲ့ဒီမျောလင်းချက်ဟာတိတ်မကြလိုက်ပါဘူးခိမီလက်နက်တွေရဲ့ဒန်းကိုမြန်မာတို့မခံနိုင်ခဲ့ကြပါဘူးအဝေးကနေပြစ်ခတ်နိုင်တဲ့အမြောက်တန်းတွေနဲ့နရဆက်ကျလာတဲ့ကြည်စံမိုးတွေအောက်မှာအားမွေးဒီစုဖွဲ့ခဲ့တဲ့တက်မတော်ကြီးဟာနောက်တစ်ကြိမ်ပြိုကွဲခဲ့ရပြန်ပါတယ်ဗြိတိရှတို့ရှေ့ဆက်တိုးလာပြီးမလွန်မြို့ကိုရောက်တဲ့အခါမှာတော့ရန်သူစစ်ကြောင်းရဲ့အရှင်ကိုဘလို့မှတားဆီးလို့မရတော့ဘူးဆိုတာထင်ရှားလာခဲ့ပါတယ်ဒနုဖြူနဲ့ပြည်မြို့မှာအစွမ်းကုန်ခုခံခဲ့ပေမဲ့အင်အားချင်းမမျှတမှုကအဆုံးဖြတ်ဖြစ်ခဲ့ပါသည်ဒီအခြေအနေမှာစစ်ပွဲရပ်ဖို့အတွက်မြန်မာတို့ကစုံစမ်းရပါတော့တယ်ဒါဟာအရှုံးပေးတာထက်ပျက်စီးဆုံးရှုံးမှုတွေကိုရှော့ချဖို့နဲ့နေပြည်တော်ကိုကာကွယ်ဖို့အတွက်မဖြစ်မနေရွေးချယ်လိုက်ရတဲ့နာကျင်စရာလမ်းစာတစ်ခုပါပဲသူတို့တောင်းဆိုတာကရခိုင်နဲ့တနင်္သာရီလိုနယ်မြေတွေတင်မကဘူးအာသန်နဲ့မဏီပူရကိုပါလက်လွတ်ဖို့ပြောလာပါတယ်ဒါဟာမြမမြေပုံရဲ့အစွန်အဖျားဒေသတွေကိုတစက်စီဖျက်တောက်ကြည့်ဖို့ကြိုးစားလိုက်တာပါပဲဒါတွေမကသေးပါဘူးစစ်လျော်ချင်းငွေအဖြစ်ထိုခေတ်ကမတွေးဝန့်စရာကောင်းတဲ့ငွေတငါးတကိုးတွေကိုပါတောင်းဆိုခဲ့တာပါဒီပမာဏဟာနေပြည်တော်ရဲ့ဘန္တာတိုက်ကိုသာမကတိုင်းပြည်ရဲ့စီးပွားရေးကြောရိုးကိုပါချိုးဖောက်ပစ်မဲ့ကြောက်မဲ့ဖွယ်တောင်းဆိုချက်တစ်ခုဖြစ်ခဲ့ပါတယ်တောင်းဆိုချက်တွေကမတရားလုံးတာကြောင့်မြန်မာကိုယ်စားလှယ်တွေဟာသဘောမတူနိုင်ပဲလှည့်ပြန်ခဲ့ကြရပါတယ်စကလုံးတွေနဲ့ဖြည့်ရှိဖို့ကြိုးစားခဲ့သမျှအရာမထင်ခဲ့ပါဘူးစစ်မီးဟာပြန်လဲတောက်လောင်လာပြီးဗြိတိရှတပ်တွေဟာပကင်မြို့အနီးအထိထိုးဖောက်ဝင်ရောက်လာခဲ့ပါပြီရှေးရောင်ဖျားပထိုးတွေကြားမှာတနတ်တန်တွေနဲ့အမြောက်တန်တွေပဲ့တင်ထက်လာနေတာဟာအင်းဝနေပြီးတော့အတွက်တော့အလွန်အန္တရာယ်ကြီးတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်မြန်မာတို့ဘက်ကနောက်ဆုံးအကြိမ်ဖြစ်ရဲတော့ခုခံခဲ့ကြပေမဲ့ကန်ကြမာကတော့မျက်နှာသာမပေးခဲ့ပါဘူးအမိမီကိုကာကွယ်လိုတဲ့စိတ်ဓာတ်တွေဟာခစ်မီလက်နက်တွေရဲ့ဒဏ်အောက်မှာတွေးချင်းချင်းနေခဲ့ရပါပြီရန်သူတပ်တွေဟာအင်းဝနီးပြီးတော့နဲ့45မိုင်သာဝေးတော့တဲ့ရန်တဘိုအရက်ကိုရောက်ရှိလာခဲ့ပါပြီအင်းဝနန်းတော်ကနေကြည့်ရင်ရန်သူသိမ်းဘောတွေကထွက်လာတဲ့မီးခိုးလုံးတွေကိုမြင်နေရလောက်အောင်နီးကပ်နေတဲ့အချိန်ကြီးပေါ့ဒါဟာစစ်ကိုစတိုက်မလားဒါမှမဟုတ်တိုင်းပြည်အတွက်စာချုပ်မလားဆိုတဲ့အဆုံးဖြတ်ပေးရမယ့်အချိန်ပဲဖြစ်ပါတယ်တိုင်းပြည်မပြည့်စည်စေဖို့အတွက်မြန်မာတို့ဟာရန်သူတောင်းဆိုချက်မှန်သမျှကိုချွင်းချက်မရှိလက်ခံလိုက်ရပါတော့တယ်
တာဟာအင်းဝနေပြည်တော်ကြီးကိုမီးဟုံဟုံမတောင့်စေဖို့အတွက်အသေးနှလုံးကိုခွဲပြီးပေးဆက်လိုက်ရတဲ့ဆုံးဖြတ်ချက်ပါပဲ1826ခုနှစ်ဖေဖော်ဝါရီလ24ရက်ရန်တဘောစာချုပ်ကိုလက်မှတ်ရေးထိုးရင်းပထမအင်္ဂလိပ်မြန်မာစစ်ပွဲဟာပြီးဆုံးသွားခဲ့ပါတယ်တနတ်တန်တွေငြိမ်သက်သွားပေမဲ့တိုင်းပြည်ရဲ့ကံကြမ္မာကတော့ထာဝရပြောင်းလဲသွားခဲ့ရပါသည်ဒါဟာမြမသမိုင်းမှာနယ်မြေနဲ့အချုပ်ချာအာဏာကိုစတင်ဆုံးရှုံးခဲ့ရတဲ့ဝမ်းနည်းစရာကောင်းတဲ့မှတ်တိုင်တစ်ခုပါပဲ